လွတ်လပ်ရေးဆိုလို့ခင်ဗျားတို့ကိုကျွန်တော်ပြောပြအောင်လွတ်လပ်ရေးဆိုတိုင်းမတေသာပင်မြေကမပေါက်နိုင်ဘူးဆိုတာကိုခင်ဗျားတို့ကိုကျွန်တော်ရှင်းခဲ့တယ်ဟုတ်လားဘာဖြစ်လို့လဲဆိုလို့ရှိရင်ခင်ဗျားတို့စိတ်ထဲမှာလွတ်လပ်ရေးရတော့မယ်ဆိုလို့ရှိရင်ဟုတ်လားစိတ်ကူးကဘယ်နဲ့စိတ်ကူးကြလဲဆိုရင်မတေသာပင်မြစ်ချက်ချင်းပေါက်လာတော့မလို့နေချင်းညာချင်းပေါက်လာတော့မလို့ခင်ဗျားတို့ရှင်းကြတဲ့လူတွေများကြဟုတ်လားတချို့ကလည်းပဲလွတ်လပ်ရေးရပြီဆိုပြီးတော့ဘာလို့ကျင်လဲဆိုတော့ကကျွန်တော်တို့အရင်တခါတုန်းကတွေ့ကြတာဒါဂျပန်ခေတ်တုန်းကဂျပန်ခေတ်ဗမာလွတ်လပ်ရေးပေါ့တရားသူစီဗမာလွတ်လပ်ရေးတုန်းကအဲ့ဒီတုန်းကဆိုလို့ရှိရင်လွတ်လပ်ရေးရပြီဆိုပြီးတော့ဟလာဟင်္ဒရာနယ်ဘက်မှာကျွန်တော်တွေ့ကြဘာတွေ့လဲဆိုလို့ရှိရင်လမ်းမပေါ်မယ်ခြေချောက်လမ်းမပေါ်မယ်ခြေလှမ်းလွတ်လပ်ရေးရပြီကွာဆိုပြီးတော့လူတကာဆိုတဲ့လမ်းမပေါ်မယ်ထွက်ပြီးတော့ခြေတွေချမ်းအဲ့တော့ကဒီလမ်းတော်လမ်းလာလုံးတဲ့လူတွေအတော်ခွာကြအဲ့ဒါဟာလွတ်လပ်ရေးဖို့လွတ်လပ်ရေးဆိုတဲ့အဓိပ္ပာယ်ကဘာလဲလွတ်လပ်ရေးဆိုတာဟာကိုယ်တူတယောက်ကောင်းစားဖို့ဖြစ်စေတစ်မျိုးလုံးကောင်းစားဖို့ဖြစ်စေလုံးတဲ့နေရမယ်တခြားတူတယောက်ရဲ့အကျိုးကိုမထိခိုက်ဘဲနဲ့ဟုတ်လားတခြားလူတွေရဲ့အကျိုးကိုမထိခိုက်ဘဲနဲ့လွတ်လွတ်လပ်လပ်ကိုယ်တိုးတက်မှုအတွက်လုပ်နိုင်တာလွတ်လပ်ရေးပဲဟုတ်လားဘုမကမြစီပွားရေးစီပွားဖြစ်တော့လုပ်တဲ့နေရမယ်အနောက်အရှက်မရှိစေရဘူးဟုတ်လားတခြားလူမျိုးတခြားလူတွေရဲ့အကျိုးကိုမထိလို့ချင်းအနောက်အရှက်မရှိစေရဘူးတိုင်းပြည်တစ်ပြည်လုံးရဲ့အကျိုးကိုမထိခိုက်ဘူးတခြားလူတွေရဲ့အကျိုးကိုမထိခိုက်ဘူးဆိုရင်ခမရလွတ်လွတ်လပ်လပ်လုပ်နိုင်တဲ့အခြေအနေရှိရတော့လည်းပဲသူများတကာရဲ့လွတ်လပ်ရေးကိုသွားနှောင့်ယှက်တဲ့လွတ်လပ်ရေးကိုပေါ့ဟုတ်လားအဲ့ဒီကဘာလဲဆိုရင် license cost ဟုတ်လားဒါကရန်ကမှုများဖြစ်ဒီတော့လွတ်လပ်ရေးဆိုတဲ့အဓိပ္ပာယ်ဟာစီးမဲ့ကမ်းမဲ့သဘောမျိုးမဟုတ်စီးနဲ့ကမ်းနဲ့သဘောမျိုးတာဖြစ်စီးနဲ့ကမ်းနဲ့ကြီးမှတာနဲ့လွတ်လပ်ရေးဆိုတာလည်းပဲဖြစ်နေအဲ့တော့လွတ်လပ်ရေးဆိုတာကိုကျွန်တော်တို့ရတဲ့ကံနဲ့နားလည်မှာကငါတို့တိုင်းပြည်ဟာပိုးပြီးစီကံရှိဖို့လိုတယ်ဟုတ်လားလွတ်လပ်ရေးရအောင်လဲငါတို့တိုင်းပြည်လွတ်လပ်ရေးရအောင်လဲပဲစီကံရှိနဲ့လုပ်ရမယ်အဲ့ဒီလိုအားဖြင့်စီကံသဘောတွေနားလည်ပြီးအလုပ်စီးနဲ့ကံနဲ့အလုပ်လုပ်တာမှာလွတ်လပ်ရေးဆိုတာကိုခင်ဗျားတို့တကယ်ရ